Hero တဲ့ level ကို10မိနစ်လောက်နဲ့ free ယူကြည့်အောင်အရင်ဆုံး event တွေက free new hero level ဆိုတာတွေကိုဝင်လိုက်မယ်ဆိုရင်ဒီလိုလေးတွေ့ရမှာပါအဲ့ဒီက return တွေကိုဝင်လိုက်မယ်ဆိုရင်ဒီမှာ level ကို coin 600နဲ့လဲယူလို့ရမှာဖြစ်ပါတယ်လောလောဆယ်ကျွန်တော်မှလည်း coin တစ်ခုမှမရှိဘူးဆိုတော့တခါတည်းသွားယူကြည့်လိုက်ရအောင်ဟုတ်ပြီဒီညဘက်မှာဆိုရင် coin ရမယ့် chest လေးအများကြီးရှိပါတယ်ဒီ chest တွေထဲမှာအချိန်နည်းနည်းပေးရမှာဆိုလို့ game ဝယ်ဆော့ပေးဖို့ပဲလိုတာပါကျန်တာတွေက login ဝင်တာတို့ share တာတို့ tutorial video ကိုကြည့်တာတို့အဲ့လိုမျိုးလေးဆိုတော့တန်းဖွင့်လို့ရပါတယ်ဒီမှာရှိသမျှ test တွေကိုအကုန်ယူလိုက်မယ်ဆိုရင် coin စုစုပေါင်း450အထိကိုရရှိမှာပါဆိုတော့ကျန်တဲ့ coin 150ကိုထပ်သွားယူလိုက်အောင်ဘယ်မှာသွားယူရမှာလဲဆိုတော့ဒီအောက်မှာ starter 900နဲ့ဆိုတစ်ခါ draw လို့ရမယ့်ဟာလေးရှိပါတယ်အဲ့မှာ draw မယ်ဆိုရင်ဒီမှာပြထားတဲ့ coin တွေကရရှိမှာပါ hero ကြီးကိုတော့မမြင်ကြအောင်ဆောင်လိုက်ပါကဲစနိုင်ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်ကလိုတဲ့ coin 150အတွက်9ခါနှက်လိုက်ရပါတယ်ဒီလိုနဲ့ coin 600ပြည့်ပြီဆိုတော့ကျွန်တော် level ကိုလဲယူလို့ရပြီပေါ့နော်ဆိုတော့ဒါပါပဲဗျအဲ့လောက်ကြီးတော့ခံမယ်မထင်ပါဘူးနောက်ရက်ကျရင်တော့ level ရဲ့ pocket sky လေးတင်ပေးသွားဖို့ရှိပါတယ်ဆိုတော့ပုံမှန်တိုင်းပဲကျွန်တော်ရချင်ပါဗျနောက်ဗီဒီယိုလေးမှာကြည့်တွေ့အောင်